အဲ့ဒီအကြောင်းကျိုးတွေနဲ့တရားနာနေကြတာပဲအကြောင်းချုပ်လိုက်ကျိုးနဲ့နာလိုက်အဲ့ဒီအကျိုးကအကြောင်းဖြစ်ပြီးချုပ်သွားလိုက်နောက်ကအကျိုးတရားနဲ့နာလိုက်ဒီလိုပဲနေကြတော့ဩတရားနာရင်ဟာလဲအကြောင်းပေါ်လိုက်အကြောင်းချုပ်သွားလိုက်နောက်တခါအကျိုးတရားပေါ်လိုက်အကျိုးတရားလေးတခါချုပ်သွားပြန်တော့ချုပ်သွားတာဒီပဲအကြောင်းဖြစ်လိုက်ဒီလိုနဲ့တရားနာပြီးဒီကလာနေကြတယ်ဆိုတော့ဥစ္စာမှတ်ထားတော့ဒါပညာရှိတဲ့ပုဂ္ဂိုလ်မှလည်းဒီတိုင်းပညာမရှိတဲ့ပုဂ္ဂိုလ်မှလည်းအကြောင်းကျိုးတော့ပေါ်နေတာဒါကြောင့်ဘုရားသခင်ကိုရမကြီးကလူမိုက်နဲ့လူလိမ္မာဘာလနဲ့ပဏိတဘယ်လိုထူးခြားသလဲဆိုတာယနေ့နိဒာနဘကတန်ရုပ်ပါဠိတော်မှာလူမိုက်နဲ့လူလိမ္မာလာဘုံထူးပြီးဒီကလာသွားရလာဘုံမှာမထူးပဲနဲ့သွားရမှာထူးတာသူပြမယ်လာဘုံမှာတော့သွားဘုံမှာထူးတယ်ဩဒါဖြင့်ဒကာဓမ္မတို့သေသေးချာချာမှတ်ကြပြီတော့လာဘုံမှာတူညာတော့လဲသွားဘုံမှာမတူဘူးထူးခြားတယ်ဆိုတဲ့အဓိပ္ပာယ်ဘုရားခင်ကိုရမကြီးကရှင်းပြလို့ဒကာကျော်ဒကာသစ်တို့သေသေးချာချာမှတ်ကြတယ်နော်အဲ့တော့ကိုကတူခိုးစရာကဩလာဘုံညံ့တော့ဖြင့်လူမိုက်နဲ့လူလိမ္မာအတူတူပဲသွားဘုံထူးခြားအောင်လုပ်ဖို့အရေးဟာကိုယ်အရေးပါလားလို့မှတ်ရတယ်လာဘုံမှာလူမိုက်နဲ့လူလိမ္မာအတူတူပဲသွားဘုံကြတော့ကိုလူမိုက်ကသွားဘုံကတစ်မျိုးလူလိမ္မာသွားဘုံကတစ်မျိုးပြည့်နေတော့ကျွတ်တို့နောက်ကပြင်ရမှာလားအခုပြင်ရမှာလားဆိုတာပေါ်လာဘယ်လိုများပေါ်လာကြအခုပြင်ရမှာပေါ်လာတယ်ဆိုတာသိသိချာချာမှတ်ကြဒါကြောင့်အခုတရားနာနေကြတဲ့ပရိစ္ဆေသမုပ္ပါအကြောင်းကျိုးသမားတွေဒီပြင်ချိန်စင်ချိန်ရှိပါသေးတယ်လို့ဆိုတာဆရာဘုန်းကြီးကရဲဝံ့စွာတောင်းခံတယ်တို့ရတယ်ဒကာဓမ္မတို့ဘုရားသခင်ကိုရမကြီးကလူမိုက်မှလဲกว่าတဲ့အဝိဇ္ဇာပစ္စယသင်္ခါရလူမိုက်မှလဲပါတယ်တော့အဝိဇ္ဇာပစ္စယပုံညာပိသင်္ခါရအပုံညာပိသင်္ခါရဆိုတဲ့သင်္ခါရနှစ်ခုကြောင့်လာတာပဲกว่าသင်္ခါရကြောင့်လူမိုက်မှလဲပြိတ္တိဝိညာဉ်နေတာပဲဒါပြိတ္တိပေါ့ဗျာဒါကြောင့်ပြိတ္တိနေတာလူမိုက်မှလည်းအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်ဝိညာဉ်ဆိုတဲ့အခုဒကာဓမ္မတွေပြိတ္တိဝိညာဉ်တွေပုဒ္ဓိဝိညာဉ်တွေမဖြစ်လားလူမိုက်လည်းဒီဝိညာဉ်ပေါ်နေတာသူ့လည်းစိတ်ရှိတာပဲဒါကဒကာဓမ္မတို့ငကိုကလာဘုံပြောနေကဲလူလိမ္မာကြတယ်လေအဝိဇ္ဇာပစ္စယသင်္ခါရပဲလာပြန်တာသင်္ခါရပစ္စယဝိညာဏပဲဆိုတော့ဩလာဘုံမှာတူကြတယ်မတူကြဘူးလားဝိညာဉ်ဖြစ်တဲ့နေရာမှာတော့ဖြင့်သူ့နောက်ပြန်ကြည့်လိုက်လို့ရှိရင်လူလိမ္မာလူမိုက်မှာလည်းသင်္ခါရနောက်မှာပြန်ကြည့်ရင်အဝိဇ္ဇာသဘောကျလူလိမ္မာမှာလည်းဝိညာဉ်နောက်ပြန်ကြည့်တော့သင်္ခါရပဲရှိသင်္ခါရနောက်ပြန်ကြည့်လိုက်ပြန်တော့အဝိဇ္ဇာပဲရှိတယ်ဆိုတော့ဒကာဓမ္မတို့လာဘုံမှာတူးနေကြမတူကြဘူးလားလာဘုံမှာဖြင့်တူးနေကြပြီဆိုတာဒကာဓမ္မတွေလေးလေးနက်နက်မှတ်ပါအဲ့ဒီတော့ဒီဘဝအစဝိညာဉ်ကလို့မှတ်လိုက်စမ်းဒီဘဝအစဒီဘဝအစဝိညာဉ်ဖြစ်လာပါတယ်လူမိုက်လဲပရိသေဝိညာဉ်လူလိမ္မာဟောဒါဖြင့်ဒကာသစ်တို့ဒကာကျွယ်တို့ပါအောင်လို့စဉ်းစားเสียကလာဘုဖာတော့ဖြင့်အဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဉ်ဖြစ်ကြတာကြီးပဲမဆုံးနိုင်ဘူးလားလူလိမ္မာမှာလည်းအဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဉ်ဖြစ်ကြတာပဲဆိုတော့လာဘုမှာအတူတူပါပဲရှင်းကြပါလားဒကာဓမ္မတို့လူမိုက်တဲ့လူတွေမှာလာဘုမှာတူပြီးဒီကလာသွားရမတူထူးခြားတာကိုယနေ့သိရတော့မယ်ဆိုတော့တို့ဒီပြောင်းဖို့ရအချိန်ရသေးတယ်ဆိုတာပေါ်လာပြောင်းဖို့ရပါပြောင်းဖို့ရအချိန်ရသေးတယ်ဆိုတာပေါ်လာတော့
လာဘုံမှာအတူတူပင်ဖြစ်냐တော့လေသွားရကြတယ်ခါကြလို့ရှင်းဖြင့်လူမိုက်ကဘယ်သွားတယ်လူလိမ္မာကဘယ်သွားတယ်ဆိုတဲ့ဥစ္စာဟာဟောလားပါလိမ့်မယ်ဆိုတာတကသစ်တူတကကျွဲတို့သေချာမှတ်တယ်ရှင်းမလားဒီရင်တူတာမဟုတ်သေးပါဘူးတဲ့ဒကာဓမ္မတို့ဝိညာဉ်ပြီးတော့ဝိညာဏပြည့်စရာဘယ်နဲ့ဆိုကြနာယုတ်ဒါပြန်လူမိုက်လည်းနာယုတ်နဲ့ပဲလူလိမ္မာဟောနာယုတ်ချင်းအတူတူပဲတဲ့ဒကာကျွဲနာမရူပပြည့်စရာသလာယရဏဆိုတော့လေလူမိုက်မှာလည်းသလာယရဏပေါ်တာပဲလူလိမ္မာမဟုတ်သက္ကုသောတကဏ္ဍဇေဝကာယမနဆိုတဲ့သလာယရဏတွေမပေါ်ဘူးလားပေါ်တယ်တဲ့ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့သလာယရဏပြည့်စရာဒကာဓမ္မတွေသိတဲ့အတိုင်းဖတ်တာဆိုတဲ့ဥစ္စာမပေါ်ဘူးလူမိုက်လည်းပေါ်တာပဲလူလိမ္မာရောဖတ်တာ6မျိုးတော့ပေါ်ကြတာပဲသက္ကုတံဖတ်တာသောတတံဖတ်တာနဲ့မနောတံဖတ်တာနဲ့မပေါ်ကြဘူးလူလိမ္မာရောပေါ်တယ်တဲ့ဓမ္မတို့ဖတ်တာပြည့်စရာလူမိုက်မှာလဲဒုက္ခဝေဒနာလဲပေါ်တာပဲဒုက္ခဝေဒနာပေါ်တာပဲလူလိမ္မာလဲဒုက္ခပေါ်တာပဲလူမိုက်မှာရောဒုက္ခပေါ်တာပဲကောင်းပြီဒါဖြင့်ဒီကြအောင်ဖြင့်လူမိုက်နဲ့လူလိမ္မာမထူးခြားသေးဘူးဆိုတာတကယ်သစ်တို့မြင်တဲ့အတိုင်းထူးခြားပါလားမထူးခြားသေးဘူးဆိုတာတကယ်ဓမ္မတွေဒါလူမိုက်လည်းဒီလမ်းတိုင်းလျှောက်လာခဲ့တာပဲဒီခန္ဓာဖြစ်စဉ်ပဲဒီပရိစ္ဆာသမုပ္ပါဖြစ်စဉ်ပဲလူလိမ္မာလည်းဒီတိုင်းဖြစ်စဉ်ပဲသဘောပါကြကောင်းပြီဒါဖြင့်ဓမ္မတို့လူမိုက်နဲ့လူလိမ္မာဒီလိုဖြင့်ပရိစ္ဆာသမုပ္ပါမှာအလားတူပြီးဒီကလာအသွားမတူကြမယ်ဆိုလို့ရှိရင်ဖြင့်တန်သေးရခရီးတယ်ကြီးဖြစ်ကြမှာမဖြစ်ပေဘူးလေအဲ့တော့တန်သေးရခရီးတယ်မဖြစ်တာကဒကာဓမ္မတွေတဲ့လူလိမ္မာကတန်တရားခရီးတယ်မဖြစ်ဘူးလူမိုက်ကတန်တရားခရီးတယ်ဖြစ်မယ်ကဲဒါဖြင့်ဒီဘက်ကနေကုန်းချုပ်ပြီးဒီကလာပြကြပါစို့ဒီဘက်ကပြိဿသမုပ္ပါအဆုံးပေါ့ဗျာသပွဲလည်းမဆန့်ပါဘူးအဲ့တော့ဒါကလူမိုက်ဖြစ်တော့ဒီဥစ္စာနေကုန်းချုပ်ပါဠိရွတ်လိုက်တာပေါ့နေကုန်းချုပ်ပါဠိရွတ်လိုက်တော့ဒကာကျတို့ဒကာသစ်တို့သိပြီးသားရပြီးသားပါဠိတိုင်ခန္ဓာကိုယ်ဖြစ်စဉ်ရွတ်ကြည့်လိုက်တော့ဒုက္ခခန္ဓာသသမုဒယဟောတိဒါလူမိုက်ဒုက္ခခန္ဓာသဒုက္ခအစုကြီးသမုဒယဖြစ်ခြင်းသည်ဟောတိဖြစ်သဘောကျလူမိုက်ကတော့ဗါရဲဗျာဒုက္ခခန္ဓာသသမုဒယဒုက္ခခန္ဓာသဒုက္ခအစု၏သမုဒယဖြစ်ခြင်းသည်ဟောတိဖြစ်သဘောကျဒါလူမိုက်ပရိစ္ဆသမုပ္ပါကဒီမှာလမ်းဆုံးဒီဘဝအတွက်မှာဒီဘဝအတွက်နော်လူလိမ္မာပရိစ္ဆသမုပ္ပါကဒုက္ခခန္ဓာသနိရောဓဟောတိလူလိမ္မာပရိစ္ဆသမုပ္ပါကဒုက္ခခန္ဓာသနိရောဓဟောတိလူလိမ္မာပရိစ္ဆသမုပ္ပါအဆုံးကဗါတဲ့ဒုက္ခခန္ဓာသဒုက္ခအစု၏နိရောဓချုပ်ခြင်းသည်ဟောတိဖြစ်ဩလူလိမ္မာကဒုက္ခချုပ်လူမိုက်ကဒုက္ခဖြစ်ဩဒါဖြင့်တရားဓမ္မလူလိမ္မာပရိစ္ဆသမုပ္ပါနဲ့လူမိုက်ပရိစ္ဆသမုပ္ပါဟာဒုက္ခဆုံးတာဒုက္ခဖြစ်တာကဒုက္ခခန္ဓာသာဒုက္ခစု၏သမုဒယဖြစ်ခြင်းသည်ဟောတိဖြစ်ဒါကလူမိုက်ပေါ့ဗျာလူလိမ္မာကတော့တကယ်ကျွဲတကယ်တစ်တို့တကယ်အုံတို့ကဒုက္ခခန္ဓာသာနိရောဓဟောတိဒုက္ခချုပ်တယ်မထူးခြားဘူးလားဒါဖြင့်လာဘုံမှာတူညာတော့လေဒကာဓမ္မတို့ဟုတ်လားဖြစ်အဖြစ်မှာတူညာတော့လေတဲ့အဆုံးမှာမတူဘူးအဖြစ်မှာတူညာတော့အဖြစ်မှာတူညာတော့လေအဆုံးမှာမတူဘူးဆိုတာသေသေးချာချာမှတ်ပါလို့ဒကာဓမ္မတွေလေးစားစွာနဲ့သတိပေးလိုက်ပါတယ်ကဲဒါဖြင့်ဒကာဓမ္မတို့ဒီဘက်ကတော့မကြည့်ပါနဲ့တဲ့ဒီကြောင့်လူလိမ္မာနဲ့လူမိုက်တရားနဲ့ပဲဆုံးတဲ့နေရာကျတော့လူမိုက်ကတော့ဗါတဲ့ဒုက္ခခန္ဓာသဒုက္ခခန္ဓာသဒုက္ခအစု၏သမုဒယဖြစ်ခြင်းသည်ဟောတိဖြစ်သူ့မှာဒုက္ခအစုကြီးဖြစ်ရရှာတယ်
သဘောကျလူလိမ္မာကတော့ဒုက္ခခန္ဓာသာနိရောဓဟောတိဒုက္ခခန္ဓာသာဒုက္ခအစွိနိရောဓချုပ်ခြင်းသည်ဟောတိသူကဒုက္ခချုပ်သွားရှာလူလိမ္မာကဒုက္ခချုပ်လူမိုက်ကဒုက္ခဖြစ်တယ်ဒါကဘုန်းကြီးကတန်ဆာရှင်ပြောတာလားလို့ဆိုတော့ဩတို့လူမိုက်ခန္ဓာတန်းပြီးစင်ပြီးဒီကလာဘဝဆုံးဖို့နဲ့လူလိမ္မာဤခန္ဓာအစပေါ်လာပြီးအဆုံးသတ်ပုံနဲ့တဲချာနာပါကလားဆိုတာပေါ်လာထူးခြားပါလားကောင်းပြီဒါကဒကာဓမ္မတို့ဒီလိုဟာကိုနားမလဲလို့ရှိရင်ဖြင့်လူမိုက်နဲ့လူလိမ္မာဟာဘယ်မှာသာလျှင်ထူးခြားတဲ့အကွက်မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဟာရောက်သွားပါတယ်အခုတော့ဖြင့်ရှေ့ပိုင်းမှာတရားမဟောခင်ပဲရှင်းအောင်ပြပေးထားတော့ဩလူမိုက်စလည်းအဝိဇ္ဇာသင်္ခါရကဆုံးတော့ဒုက္ခသွားဆုံးဒုက္ခဖြစ်တာသွားဆုံးလူလိမ္မာမလားအဝိဇ္ဇာသင်္ခါရကစပြီးကာလဆုံးတော့ဒုက္ခချုပ်တဲ့စီသွားဆုံးမထူးခြားဘူးလားဩဒါဖြင့်ဒကာဓမ္မတို့ဒါဟာတဘောအဆုံးချင်းအတူတူဖြစ်ပါရဲ့တန်းနဲ့ဒါလူမိုက်မှလည်းဒီနေရာမှာတဘောလက်ဆက်တတ်ဒုက္ခဖြစ်ပြီးလက်ဆက်တတ်ဒုက္ခပြည့်ရချာနော်လူလိမ္မာကြတော့ဒုက္ခဆုံးပြီးဒီကလာသူသွားရချာဘုရားဒုက္ခဖြစ်ပြီးသွားရချာမထူးခြားဘူးကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒီဥစ္စာဘုရားသခင်ကိုရမြတ်ကြီးနှိုင်းရှင်ပြပေလို့သာလျှင်ထူးခြားရပေတကိုဆိုတဲ့ဥစ္စာယနေ့တော့ဖြင့်ရှင်းသွားပါဘူးနှိုင်းရှင်ပြရမပြတယ်ဘူးလားဒီပရိစ္ဆေသမုပ္ပါကဒီလိုစပြီဒီလိုပဲရှိနေကြတာပဲဆိုတာဖြင့်ညင်းဖို့ရမလိုတော့ပါဘူးဒါရင်ဒါဖြင့်ဒကာဓမ္မတို့ဒီဘက်ကလူလိမ္မာမှာလဲအတိတ်ဘဝကစတာနော်ဒကာဓမ္မတို့သိတဲ့တိုင်းနဲ့အတိတ်ဘဝကအစနှစ်ခုကဖြင့်အတူတူပဲပြစ္ဆုတ်ပံဘဝမှာလဲ1 2 3 4 5ကြောင်အတူတူပဲရှိသေးနောက်ဆုံးမေဒီဘက်ကျတော့အဆုံးကိုဘုန်းကြီးကရတဲ့ဟာတွေဖြုတ်ပြီးဒီကလာအဆုံးပြလိုက်တဲ့အခါကျတော့6နံပါတ်ကျတော့ထူးကုန်ညာမထူးဘူးလားပြစ္ဆုတ်ပံဘဝမှာ6နံပါတ်ကျတော့ထူးသွားတယ်တဲ့လူမိုက်ကတော့ကိုဒုက္ခဖြစ်ရရှာလူလိမ္မာကဒုက္ခသိမ်းရရှာလူလိမ္မာကတော့ဒုက္ခသိမ်းရလူမိုက်ကတော့ဒါဖြင့်အလားတူညာတော့လေအသိမတူအစတူညာတော့လေအဆုံးမတူပါလားရှင်းမလားအစတူညာတော့နေရကြပြီဒကာဓမ္မတို့နော်နေရကြပါပြီတဲ့ဒါနဲ့ဘုရားသခင်ကိုရမကြီးကယဟန်နေမေးလိုက်တဲ့လူမိုက်မှာလဲအဝိဇ္ဇာသင်္ခါရကစပြီးဒီကလာဝိညာဏယုတ်တလနာဖတ်တဝေဒနာဒုက္ခဒုက္ခဝေဒနာပေါ်တာပဲกว่าပေါ်ဘူးလားအဝိဇ္ဇာသင်္ခါရစပြီးလူမှာလဲဝိညာဏယုတ်တလနာဖတ်တဝေဒနာဆိုတဲ့ဥစ္စာတွေပေါ်ချတာဘာများထူးကြုံกว่าဘုရားကယဟန်နေမေးနိဒာနဘကတန်ရုပ်ပါဠိတော်ဘာများထူးကြုံဆိုတော့စကားလိုပြောနေတော့ဒကာဓမ္မတွေမမှတ်မိပါဆိုလို့ပြိဿသမုပ္ပါနှစ်ခုရှင်ပြလိုက်တော့အစလည်းတူတာပါအလယ်နားလည်းတူတာပါဆုံးกว่าကြတာကိုအစရောအလယ်မှာအဆုံးကြတော့ဒကာဓမ္မတွေခပ်ပြီးပြောပါတယ်လူမိုက်မှာတော့ဒုက္ခတွေပြန်ဖြစ်တယ်လူလိမ္မာကဒုက္ခသိမ့်ကုန်လူမိုက်ကဒုက္ခခန္ဓာသာသမုဒယဟောတိဆိုတော့ဒုက္ခခန္ဓာသာဒုက္ခရှိသမုဒယဖြစ်ကြောင်းဒီဟောတိဖြစ်သူကဒုက္ခဖြစ်ကြောင်းပဲပြန်ဖြစ်တယ်လူလိမ္မာကတော့ဖြင့်ဒုက္ခချုပ်သွားတယ်ဒုက္ခခန္ဓာသာဒုက္ခရှိနိရောဓချုပ်ခြင်းသည်ဟောတိဖြစ်လူလိမ္မာကဒုက္ခချုပ်သွားတယ်သဘောပါကြတို့ဖြင့်တတန်တရားလုံးကမိုက်ခဲ့လေသလားလိမ္မာခဲ့လေသလားဆိုတာဒီပရိစ္ဆေနှစ်ခုကိုရှင်ပြလိုက်တဲ့ဖြင့်ကျွတ်တို့ဒုက္ခမချုပ်ခဲ့လို့အခုခန္ဓာကြီးရနေကြတယ်ဒါအလယ်ပိုင်းကခန္ဓာပဲဩ
တို့တသံတရားလုံးဒုက္ခချုပ်တာဖြင့်မကြုံခဲ့မတွေ့ခဲ့ရုပ်ဧကံအမှန်ပါပဲဆိုတဲ့ဥစ္စာထင်ရှားသွားမထင်ရှားဘူးလားဘယ်တော့မှဒုက္ခလက်စမတတ်ခဲ့ဘူးဆိုတဲ့ဥစ္စာဖြင့်ဘာမှတက်သေးရှားနေဘူးမလိုတော့ဘူး။ဒါဒါဖြင့်ဒီရှားနဲ့လည်းတွေ့ဒီလိုခါကောင်းခွင်ကောင်းနဲ့လည်းကျုံဒီလိုထောင်းတတ်တဲ့နားတွေနဲ့ကျုံပြီးဒီကလာဘုန်းကြီးတယ်ဖို့ရွတ်ဆောင်ပြီးဒီကလာလာတော့တခါမှမကြုံဘူးတာဖြင့်ကျုံရတော့မှာပဲ။ဒါကတည်းဆိုရတော့မယ်။ဆိုရတော့မယ်ဒကာဓမ္မတွေအမတန်အားကြစရာကောင်းပါလေ။အော်မကြုံစုဖြင့်ကြုံထုပေါ့ဆိုနိုင်ကြမဆိုနိုင်ကြသိသိချာချာစဉ်းစားမှနော်ဘယ်တော့မှကျတော့လူလိမ္မာဖြစ်ဘူးခဲ့လို့ရှိရင်ဒုက္ခခန္ဓာသာနေရောဟောတိရှင်အခုတရားနာနေတဲ့ယုံနာနေရမရှိတော့ဘူးရှင်းနိုင်ကြမြင်သေးရဲ့လားရှင်းနိုင်ကြမြင်တော့ဘူးဆိုတော့ကျွတ်တို့တသံတရားလုံးဘယ်လိုများစခဲ့ပြီဘယ်လိုများစသိမ့်ခဲ့ပါလိမ့်မလို့ဆိုတော့အဝိဇ္ဇသင်္ခါရနဲ့စခဲ့တယ်ဗျဒုက္ခသမုဒယဟောတိနဲ့ဆုံးခဲ့တယ်ဗျဒါပဲဖြေထွက်စတော့ဘာနဲ့စခဲ့တော့ဆုံးတော့ဘာနဲ့ဆုံးခဲ့တော့ဒုက္ခခန္ဓာသသမုဒယဟောတိဒုက္ခခန္ဓာသဒုက္ခစိတ်သမုဒယဖြစ်ကြောင်းဒီဟောတိဒုက္ခဖြစ်ကြောင်းနဲ့ပဲလမ်းဆုံးဒါပြန်ဒုက္ခဖြစ်ကြောင်းလမ်းဆုံးတော့နောက်ဒုက္ခပြန်ဆက်မှာပဲမဆက်ပဲဘူးလားအဲ့ဒါတွေထောက်ကြည့်တော့မှတန်တရားမှာဒီပရိစ္ဆေသမုပ္ပါနှစ်ခုရှင်းပြလိုက်တော့ဒီဘုန်းကြီးဘက်ကပရိစ္ဆေသမုပ္ပါဘယ်တော့မှမပေါ်ဘူးဟိုဘက်ကပရိစ္ဆေသမုပ္ပါနဲ့ကြီးကျွတ်တို့လှဲ့နေခဲ့ရတယ်ဆိုတဲ့ဥစ္စာဖြင့်ညင်းကြမရှိအောင်မှန်ကြပါပြီသဘောပါကြတကသေးတို့တကကျွဲတို့တကအောင်တို့အရေးကြီးပြီဗျမကြည့်ဘူးလားဒီဘက်ကပရိစ္ဆေသမုပ္ပါဘယ်တော့တွေ့ဘူးတော့မေးဘယ်တော့မှမတွေ့ဘူးတွေ့ဘူးရင်ဒီခန္ဓာ၅ပါးအခုဒီဝိညာဉ်နာယုတလနာဖတ်တဝေဒနာဆိုတာတွေကဒကာဓမ္မတွေသိတဲ့အတိုင်းယခုခန္ဓာတွေပါပဲဒါတွေတွေ့ကြမြင်သေးရလားဒါတွေကဒုက္ခအစုတွေမဟုတ်လားဗျဒုက္ခအစုတွေကအခုလည်းဒုက္ခအစုနဲ့တရားနာနေတယ်နောက်တုန်းကလည်းဒုက္ခအစုနဲ့သံဃာမှာလျှောက်ပြေးနေတယ်ဆိုရင်ကိုလွယ်ပါကဲဒါဖြင့်ဒုက္ခခန္ဓာသနိရောဓဟောတိဖြစ်မှလူလိမ္မာသဘောကျဒုက္ခခန္ဓာသာဒုက္ခရှိနိရောဓချုပ်ရှင်သည်ဟောတိနိဗ္ဗာန်ဖြစ်လို့ဒီနေ့ကပြောခဲ့ဒုက္ခချုပ်တဲ့အခါဒကာကျွဲဒကာတစ်ဒကာအောင်တို့တွေ့ခဲ့ပါလားတွေ့ခဲ့ကြပါလားဒါဖြင့်ကျတို့ဒီဘယ်အဖြစ်နဲ့နေခဲ့ရတယ်ဆိုတာဖြင့်မေးကြမလို့တော့ဘူးလူမိုက်ပရိစ္ဆေသမုပ္ပါနဲ့ကြီးနေခဲ့ရရှင်းမလားဘာနဲ့နေခဲ့ရလဲလူမိုက်ပရိစ္ဆေသမုပ္ပါဆိုတာလူမိုက်ခန္ဓာကြီးနဲ့နေရတယ်လို့ဆိုကြပါစို့ပရိစ္ဆေသမုပ္ပါဆိုတော့စာရဲမြပြေးမသွားလိုက်ပါနဲ့ကြည်အခုကောခင်ဗျားတို့ကြားရတဲ့ဝိညာဉ်တွေမရှိဘူးလားကြားရတဲ့နာယုတ်တွေကောကြားရတဲ့ဖတ်တာကြားရတဲ့ဝေဒနာတွေကောဟောအခုလည်းရှိနေတာလူမိုက်လည်းရှိတာပဲနော်လူလိမ္မာလည်းရှိတာပဲဒီဒုက္ခကြီးနဲ့ပဲဒီတွေဒုက္ခသစ္စာတွေပဲအဲ့ဒါလေးနဲ့နေပြီးဒီကလာတဲ့တသံတရားလုံးကဒီလိုပဲနေခဲ့ရဆုံးတော့ပဲလို့ဆုံးလို့ဆိုတော့ဒုက္ခခန္ဓာသသမုဒယဟောတိဒုက္ခဖြစ်ကြောင်းနဲ့ပဲဇတ်သိမ့်ဒုက္ခဖြစ်ကြောင်းနဲ့ဒီဘဝဇတ်သိမ့်တော့သူအကြောင်းဒုက္ခဖြစ်ကြောင်းနေနဲ့သုတေစိတ်ကြသွားတော့အကြောင်းတွေကကျန်နေတော့နောက်တစ်ခါပြန်ပြီးဒီကလာဒကာဓမ္မတို့အဝိဇ္ဇာပြန်လှည့်မလှည့်ဘူးလားလူမိုက်ကတော့ဝိုင်းသွားတယ်ဆိုရင်လွယ်ပါလူလိမ္မာတော့ဒုက္ခခန္ဓာသနိရောဓဟောတိဆိုဒုက္ခတွေအကုန်ချုပ်သွားတော့ကိုဒကာဓမ္မတို့အဝိဇ္ဇာပြန်လှည့်သေးရဲ့အဝိဇ္ဇာပြန်မလှည့်တော့ဘူးဩဒါဖြင့်တို့ကြွားနေလို့ဖြင့်လူဖြစ်ခဲ့လေလားနတ်ဖြစ်ခဲ့လေလားစကြဝဠာဖြစ်ခဲ့လေလားမန္တဖြစ်ခဲ့လေလားလို့ဒကာကျော်ကမေမေဒကာတိဒကာအောင်တို့ကပဲမေမေတော့အိုဖြစ်ခဲ့တယ်တန်တရားရှိကြီးကိုဖြစ်ပေမဲ့လူမိုက်ဖြစ်ခဲ့တယ်ဖြစ်တော့ဖြစ်ခဲ့တယ်မဖြစ်တာတော့မရှိပါဘူးစကြဝဠာမန္တအလုံးစုံကုန်မဖြစ်ဘူးတာလည်းရှိကြရဲ့ဖြစ်ပင်ပညာတော့လေဘယ်လိုပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့မင်းနေကြမလို့ပါဘူးလူမိုက်ခန္ဓာဖြစ်ခဲ့တယ်ဆိုတာတော့ရှင်းကြ
ဓမ္မတို့မှတ်လိုက်စမ်းပါဆိုတာသတိပေးခဲ့ရကျွန်တော်ဗျာနောက်ဘဝကအားလုံးဝိတုတ္တေသာရကတွေဖရာဟောတွေဖတ်ကြည့်တော့ဩတန်ရကြီးကရှိတာဆက်ကျွေးတဲ့မန္တတရားမင်းအချိန်ပေါင်းများစွာလေကြောင့်တည်းစัจ जा မင်းအချိန်ပေါင်းများစွာဖြစ်ခဲ့ပါတယ်ရဟန္တာမဏေတွေလည်းဖြစ်ခဲ့ပါတယ်ဖြစ်ပင်ပြညာတော့လေတရားဓမ္မတို့မြင်တဲ့အတိုင်းပဲအခုခန္ဓာကြီးပေါ်နေတာထောက်သဖြင့်တရားဓမ္မတို့ဒုက္ခမသိမ့်ခဲ့တာနောက်ဘဝများစွာကဒုက္ခသိမ့်ခဲ့တာမပါဘူးဆိုတာတော့သိတာမသိကြဘူးလားဒါပြန်ဒုက္ခသိမ့်ခဲ့တာမပါတော့ဒုက္ခမသိမ့်တဲ့ပုဂ္ဂိုလ်ကိုဘုရားကလူမိုက်ရှင်းဒုက္ခသိမ့်တဲ့ပုဂ္ဂိုလ်ဒါပြန်ပရိစ္ဆေသမုပ္ပါပြတ်တဲ့ပုဂ္ဂိုလ်ဒုက္ခတွေချုပ်သွားတဲ့ပုဂ္ဂိုလ်ကိုတော့လူလိမ္မာမချုပ်သေးတဲ့ဒုက္ခဖြစ်ကြောင်းနဲ့ပဲဇတ်သိမ်းသွားတဲ့ပုဂ္ဂိုလ်ကြတော့ဘာဆိုကြဒါဖြင့်ကျတော့တသံတရားလုံးဟာတော်တော်ပညာရှိတွေများဖြစ်ခဲ့ရရောလားလူလိမ္မာတွေများတော်တော်များများဖြစ်ခဲ့လေရောလားလို့ဘာမှမတွေးနဲ့မတွေးနဲ့တော့တရားဓမ္မတရားကျော်မတွေးနဲ့တော့ဘာတွေဖြစ်ခဲ့ပေါ်ကြဘာတွေဖြစ်ခဲ့ဒီတကားမှမိုက်လက်စမသိမ့်တော့ပါဘူးဆိုရင်ဖြင့်သိမ့်ပေးမဲ့လူလည်းမတွေ့သိမ့်ဖို့ရညာလည်းကိုယ်ပိုင်ရှိမယ်မဟုတ်ပါဘူးအမတန်ကြောက်စရာကောင်းသွားပြီဆိုတာခင်ဗျားတို့ပြုံးကိုမနေနဲ့လို့သတိပေးလိုက်ပါတယ်ပြုံးကိုမနေပါနဲ့သိမ့်ဖို့ရကိုသာဖြင့်အရေးကြီးကူးဆိုင်ပါတော့တသံတရားလုံးဒုက္ခဖြစ်ကြောင်းနဲ့ကြီးပဲတဘဝသုတေခဲ့သုတေပြန်တော့ဒုက္ခဖြစ်ကြောင်းကိုလက်ကင်ထားပြီးသုတေခဲ့တော့နောက်ဒုက္ခပြန်ဆက်ပြန်တာဒုက္ခချုပ်သွားပြီဆိုပြီးဇတ်သိမ်းတဲ့ဘဝဆိုရင်လည်းဒီတရားဘဝမှာနာမဲ့လူလဲနာဖို့ရခင်ဗျားတို့အကြောင်းမရှိတော့ဒါဖြင့်တသံတရားလုံးတို့လူလိမ္မာဖြစ်နေနေခဲ့လေရောလားလူမိုက်ဖြစ်နေချိန်ကုန်ခဲ့လေရောလားဆိုတာဒီပရိစ္ဆေသမုပ္ပါဖြစ်ကြောင်းဇတ်သိမ်းပြီးဒီကလာတဘဝဇတ်သိမ်းခဲ့တာနဲ့ဒကာကျွယ်ဒကာတစ်တို့သိကြပါပြီဘယ်လိုသိကြပါလိမ့်လူမိုက်ကြီးဖြစ်ခဲ့တယ်ဆိုတာဖြင့်ညင်းမနေပါနဲ့တော့ရှင်းမလားအဲ့ဒါခင်ဗျားတို့ကသုတ်တန်နေကြည့်ပြီးဒီကလာတို့ကွာစကြုတဲ့မန္တဖြစ်ဖူးခဲ့လာပါပြီကွာဒီလိုများကြွားလုံးထုတ်နေပါနဲ့အဲ့ဒါပုဂ္ဂိုလ်နဲ့ကြွားလုံးထုတ်တာပါဓမ္မဖြစ်စဉ်နဲ့ကြည့်လိုက်တဲ့အခါကျတော့လူလိမ္မာကမဖြစ်ခဲ့လေဘယ်လိုဆုံးဖြတ်ရချရှိလေကိုပရိစ္ဆေသမုပ္ပါနှစ်ခုပြပါပြီလူလိမ္မာပရိစ္ဆေသမုပ္ပါကဒုက္ခချုပ်သွားသဘောကျလူမိုက်ပရိစ္ဆေသမုပ္ပါဒုက္ခဖြစ်ကြောင်းနဲ့ပဲဒီဘဝဇတ်သိမ်းမကွာရှားဘူးလေအဲ့တော့တသံတရားလုံးဘာဖြစ်တာညာဖြစ်တာတော့မပြောချင်ပါဘူးဘုရားကလည်းပြောလို့မဆုံးဘူးဟောထားလို့နော်လူမိုက်ဖြစ်ခဲ့တာအပြင်သိကြတယ်ဘယ်လိုဆုံးဖြတ်ချက်ချလူမိုက်ဖြစ်ခဲ့တာကဖြင့်ထူးတယ်လေဘာမှခင်ဗျားတို့သောရကမတက်ပါနဲ့တော့ဒုက္ခဆုံးခဲ့တဲ့ဘဝကိုမတွေ့ခဲ့ဘူးမတွေ့ခဲ့တော့ဩဘာကြောင့်မတွေ့ပါလိမ့်မလို့ဆိုတဲ့မေခွန်းဟာထွက်လာမထွက်ဘူးလားအဲ့တော့ဘုရားသခင်ကိုရမေကြီးကလူမိုက်နဲ့လူလိမ္မာကွာတဲ့ပရိစ္ဆေသမုပ္ပါအစမှလည်းတူတယ်ကွာတယ်အလယ်မှလည်းတူတယ်တဲ့အလယ်မှမတူဘူးလားအဆုံးမတူဘူးကွာသဘောကျလားအစမှတူတယ်အလယ်မှအလယ်ဆိုတော့ယခုပြစ္ဆုတ်ပံဘွားအဆုံးကြတော့မတူဘူးကွာဆိုတော့အဲ့ဒါမတူကုန်မင်းတို့ယဟန်နေသိကြရဲ့လားလို့ဘုရားကမေးလိုက်လူမိုက်လေကွာတော့ဖတ်တပြည့်စရာဝေဒနာပေါ်တာပဲဒုက္ခဥပ္ပခပေါ်တာပဲလူလိမ္မာလည်းဖတ်တပြည့်စရာဝေဒနာဆိုတာတွေကပေါ်တာပဲကွာဒုက္ခခံစားကြတာကြီးပဲလေလူလိမ္မာလည်းလူမိုက်ကောခံစားကြတာကြီးပဲကွာတဲ့ဘာထူးသလုံးဆိုတော့ရန်တွေကအရှင်ဘုရားတဲ့တပည့်တော်အရှင်ဘုရားပဲကိုးစားရရှိပါတယ်ရှင်ဘုရားပဲပေါင်းရရှိပါတယ်တပည့်တော်တို့ဖြင့်မဖြေတတ်ပါဘူးသဘောကျရန်တွေကမဖြေတတ်ပါဘူးတဲ့ရန်တွေဟောတာကို
အဲ့ဒါအရှင်ဘုရားပဲကိုးစားရအားထားရရှိပါတော့တယ်တဲ့တပည့်တော်တို့ဟာကတ္တဗဘုရားလက်ထက်ကစပြီးဒီတရားတွေကိုလူမိုက်နဲ့လူမှာခွဲတဲ့တရားတပည့်တော်တို့ကတ္တဗဘုရားလည်းပြိဋိဘံစံပါရောဘုရားလူမိုက်နဲ့လူတွေမှာခွဲပေးမဲ့တရားတွေဘယ်သူမှထုတ်ဖို့ပြောမဲ့လူမရှိလို့အဲ့ဒီတည်းကတပည့်တော်တို့ဒီတရားတွေကွယ်ခဲ့ပါဒါဒကာဓမ္မတို့ကွယ်တာဘယ်လောက်ကြာပြီမဟုတ်လားဗျာကတ္တဗဘုရားလက်ထက်ပြိဋိဘံစံပြီးတဲ့ကွယ်လိုက်တဲ့ဥစ္စာခုတဲ့တိုင်ဒီဘုရားလက်ထက်မှာပဲစပေါ်တော့တယ်ဒါဖြင့်ကျွတ်တို့မှာလူမိုက်နဲ့လူလိမ္မာဆိုတာဒီမင်္ဂလာတုံမှာလာတာတော့ပဲသိပြီးဒီကလာနေရတော့သိထားတာကလည်းတနေ့ကဟောကြည့်တော့အလွဲဖြစ်အလွဲမဖြစ်ဘူးလားအဲ့ဒီမှာကွဲလာခဲ့တာကလည်းကြာတော့ရှင်ဘုရားပဲဟောမှသိရပါမယ်ရှင်ဘုရားပြောမှပဲသိရပါမယ်ရှင်ဘုရားပဲကိုးစားရအားထားရရှိပါတယ်ရှင်ဘုရားကဗောဓိပင်နဲ့ရှုပလင်မှာအောင်းသိနေတဲ့ပြင်နေတဲ့လူလိမ္မာလူမိုက်ပရိစ္ဆသမုပ္ပါခန္ဓာရှင်လူလိမ္မာဤပရိစ္ဆသမုပ္ပါခန္ဓာရှင်ကိုရှင်ဘုရားပဲသိပါတော့တယ်ဗျာဒါကြောင့်ရှင်ဘုရားပဲဖြေတော်မူပါဆိုတော့ဒကာဓမ္မတို့လူရင်းပါလာတယ်ကွယ်မင်းတို့တူတူမှတ်လိုက်စမ်းပါတဲ့ဒကာဓမ္မတို့ဘုရားဘယ်လိုလဲတော့တူတူမှတ်ပါလူမိုက်ကမက်ကဗြဟ္မစရိယအကျင့်မကျင့်ဘူးကွာတပည့်ကြလူလိမ္မာကမက်ကဗြဟ္မစရိယအကျင့်ကျင့်တယ်ကွာဒါဖြင့်တူတူပြောကြပါစို့ဆိုတော့ဒါကစာလို့စာဖြေတယ်လို့ဖြေလိုက်တယ်လူမိုက်ကဝိပဿနာမရှိဘူးကွာပြောတာပဲလူလိမ္မာကဒီရမှာဝိပဿနာသွင်းတာနဲ့မသွင်းတာကွာကွာပေါ်လားဝိပဿနာသွင်းတာနဲ့ဟောဒီဒုက္ခဒုက္ခဝေဒနာနောက်ကမဲ့ခင်၅ပါးဆိုတဲ့တရားသွင်းတာနဲ့မသွင်းတာကွာကွာမဲ့ကဗြဟ္မစရိယကျင့်မကျင့်မှာကွာကွာဆိုတာပေါ်လာကြတော်နေကြတော့ပြီဒကာဓမ္မတို့ဩဒါဖြင့်တို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်လူမိုက်နဲ့လူလိမ္မာအထူးခုပဲသိရတော့တယ်ဆိုတာဖြင့်ဒကာဓမ္မတို့ပေါ်သေးဘူးလားကဲဒကာကျွဲတို့ဒကာသစ်တို့ဒကာဦးနုကပဲလူမိုက်မှာမက္ကဗြဟ္မစရိယကျင့်ပါတယ်မကျင့်ဘူးလူလိမ္မာမှာဘယ်နောက်မှကျင့်တယ်လို့ဆိုတော့ဟောဒီဝေဒနာနောက်ကနေကျင့်တယ်ကွာသဘောကျဝေဒနာနောက်ကနေကျင့်တယ်ကွာကြည့်လေသူပြောလာတာကလူမိုက်မှာလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာပေါ်တာပဲလူလိမ္မာမှာလူလိမ္မာလည်းပေါ်တာပဲလူမိုက်လည်းပေါ်တာပဲတို့တော့လူလိမ္မာမှာဝေဒနာနောက်ကမက္ကဗြဟ္မစရိယကျင့်ဆိုတော့မက္ကင်၅ပါးမက္ကင်၈ပါးပေါ်တယ်သဘောကျလူမိုက်ကလုံးဝမပေါ်ဘူးကွာမက္ကင်၈ပါးမက္ကင်၅ပါးဆိုတဲ့ပြင်စင်ကမဲ့ဥပဒနာမဲ့မက္ကင်၈ပါးဆိုတဲ့အထင်ကြီးကလောကုတ္တရာမဲ့လူမိုက်ကဘယ်တော့မှမပေါ်လာဘူးကွာလူလိမ္မာရတယ်မက္ကဗြဟ္မစရိယကျင့်တယ်ကွာသဘောကျဒါဖြင့်ဒကာဓမ္မတို့လူမိုက်နဲ့လူလိမ္မာသည်လာဘုံမှာအတူတူအလယ်မှာနည်းနည်းထူးခြားတယ်ပေါ့အဲ့တော့သွားကြတော့ပုံမထူးသွားရွတ်ကြည့်မယုံလို့ရှင်ဟောဒီမက္ကဗြဟ္မစရိယကျင့်တဲ့ပုဂ္ဂိုလ်ကြတော့ဒုက္ခခန္ဓာသနိရောဓဟောတိမလားဘူးလားဒီမက္ကဗြဟ္မစရိယကျင့်ကိုမကျင့်တဲ့ပုဂ္ဂိုလ်ကြတော့ဒုက္ခခန္ဓာသသမုဒယောဟောတိရှင်းမလားဩတော်တော်အရေးကြီးပါလားဒကာကျော်ဒကာတဲ့ဒကာအောင်တို့ဒီတရားဟာတော်တော်ရေးကြည့်နော်တန်မြာကူလည်းကျွတ်တို့မျောမှန်းပြီးဒီကလာသိလိုက်ပါတယ်တတန်မြာလုံးမိုက်လာခဲ့တာကူဘယ်လိုမှတ်ကြတခါမှမလိမ္မာဘူးဆိုတော့လည်းပေါ်လာသဘောကျတခါမှမလိမ္မာဘူးသေးဘူးဆိုတဲ့ဥစ္စာလည်းသိဒါကခမည်းတော်မနုဿတ္တဘာဝဒုံဘောသရတံပတ္တိဘာဝဒုံဘောနဲ့သွားမြည်နဲ့သူ့ဟာသူလူဘဝရခဲ့တာကိုရလာတယ်လို့ပြောတာသရတရားနဲ့ပြည့်စုံတယ်ဆိုတော့သရတရားနဲ့ပြည့်စုံတယ်လို့ပြောတာပဲရှိတယ်သဘောကျတို့တော့မိုက်လက်ဆက်တတ်သလားမတတ်ဘူးလားဆိုပြန်တော့မတတ်ဘူးတဲ့မိုက်လက်ဆက်သတ်မှုမတတ်မှုကဘုရားကယနေ့ဟောလိုက်ပါတယ်လူလိမ္မာကတော့မက္ကဗြဟ္မစရိယကျင့်တယ်ကွာတော့ဝေဒနာနောက်ကရှင်းမလားလူမိုက်ကတော့ဝေဒနာနောက်ကမက္ကဗြဟ္မစရိယကျင့်မလာဘူးကွာကဲဘယ်လောက်ထူးခြားလဲဒါဖြင့်ဒကာဓမ္မတို့လူလိမ္မာနဲ့လူမိုက်ဖြင့်တပည့်တော်ယနေ့ထူးထူးခြားခြားပဲကွဲသွားပါပေါ့ဆ
ဆိုတဲ့အဓိပ္ပာယ်တကယ်ကျွဲတကယ်သေးတကယ်အောင်တို့မြဲကြပါဘာကျင့်တာကွာတော့ပါလဲမက္ခဗြဟ္မစရိယဒါပါဠိတော်မှာဒီတိုင်းလာပါတယ်တခါလည်းဒီတိုင်းဖွင့်ပါတယ်ဒါဖြင့်ဒကာဓမ္မတို့မက္ခဗြဟ္မစရိယအကျင့်ကိုဝါဝိပဿနာမဲ့လောကုတ္တရာမဲ့ဝိပဿနာမဲ့လောကုတ္တရာမဲ့နှစ်ခုမှဝိပဿနာပဲရှည်ပြေးလောကုတ္တရာမဲ့ကဝိပဿနာမဲ့အထုံးမှလောကုတ္တရာမဲ့ကပြည့်လာတာကူဗျအဲ့တော့ဒီမဲ့မှာမကျင့်မှုသေးတဲ့ပုဂ္ဂိုလ်ဟာဘုရားသခင်ကိုရမကြီးကဒုက္ခခန္ဓာသသမုဒယဟောတိကြီးပဲကွာရှင်းမလားဒုက္ခဖြစ်ကြောင်းကြီးလမ်းဆုံးလေရဲ့ကွာသဘောပါဒါဖြင့်ခင်ဗျားတို့နေတိုင်းတရားဓမ္မတွေဘုန်းကြီးကစိတ်ကိုလည်းကြိုက်တယ်လူစိတ်ဖြစ်ဖြစ်ရှုကွာဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာဖြစ်ဖြစ်ရှုထင်ရှားရရှုကွာနောက်ဆုံးမိတ်တိကျတော့ဖြစ်တာနဲ့ပြက်တာမှလားဆုံးတာပဲရုပ်ရှုဆိုတာရုပ်သာရှုခိုင်းရတယ်နောက်ဆုံးမိတ်ဖြစ်ဖြစ်လားဆုံးတာပဲမဆုံးဘူးလားအဲ့ဒါလေးဆုံးတာကြည့်တော့ဩဒါကိုသာမင်းတို့မြန်ကြည့်နေဆိုတော့ဒါမက္ကဗြဟ္မစရိယကျင့်ဒါပြန်မက္ကဗြဟ္မစရိယကျင့်ကိုကျင့်တဲ့ဘဝသည်ဒကာဓမ္မတို့လူလိမ္မာဖြစ်တဲ့ဘဝမက္ကဗြဟ္မစရိယကျင့်ကိုမှမကျင့်သေးလို့ရှိရင်ဖြင့်ဒကာဓမ္မတို့သွားလေဦးတော့သူပဲလမ်းဆုံးမလုံးဆိုတော့ဒုက္ခခန္ဓာသာသမုဒယဟောတိဒုက္ခဆိုရင်နောက်ဖြစ်လေဦးမကွရှင်းမလားမက္ခဗြဟ္မစရိယကျင့်ပြီဒီပုဂ္ဂိုလ်ဒုက္ခခန္ဓာသာနိရောဓဟောတိကဒုက္ခအစုကြီးကုန်မကွဘုရားမဟုတ်ဘူးလားဒါဖြင့်ဒကာဓမ္မတို့နောက်တုန်းကမိုက်ခဲ့တာတွေလဲမရတွန်းနိုင်အောင်မိုက်ခဲ့တဲ့အဖြစ်ကိုလဲပရိစ္ဆေသမုပ္ပါကတောင်းဝန်ခံတယ်ခန္ဓာကတောင်းဝန်ခံတယ်ခန္ဓာဆိုတာပရိစ္ဆေသမုပ္ပါအခုလည်းဒီအတိုင်းပဲမက္ခဗြဟ္မစရိယဆိုတဲ့ဝိပဿနာလုပ်တယ်ကိုမလုပ်သေးဘူးဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့လူမိုက်အဖြစ်နဲ့လာခဲ့လို့လူမိုက်တို့ဤသွားရလမ်းပဲဒုက္ခရှိတဲ့လမ်းပဲသွားရတခြားသွားစရာရှိသေးရဲ့အဲ့ဒါတွေညံလဲပြီးကြည့်လိုက်တော့မှဩဇတ်သိရင်သိမသိကိုကျွန်းနေဖို့ဇတ်သိရင်သိဖို့ဗျာဒုက္ခဖြစ်ကြောင်းကိုဇတ်သိရင်သိမှာမသိကိုကျွန်းနေဖို့သုံးပြချက်ချဖို့မလိုဘူးလားအခုတိုက်ကလေးဒါလေးရွှေလေးစိန်လေးကားလေးတွေနဲ့ဒကာဓမ္မတွေကဘယ်လိုပဲနေရညာတော့လဲမက္ခဗြဟ္မစရိယအကျင့်မကျင့်သေးလို့ရှိရင်ဖြင့်သူသေးပါနဲ့သိမှာတော့လို့မေးတော့ဒုက္ခခန္ဓာသသမုဒယဟောတိနဲ့သိမယ်ဒုက္ခဖြစ်ကြောင်းကိုလက်ကင်ရပြီးသိသွားမယ်ဥပအောင်ခြေနှပ်ပါအားလုံးတရားဓမ္မတွေဒီနေ့ဥစ္စာသေးသေးချာချာမှတ်ပါတနေ့ပုံမှုပြီးဒီကလာအလုံးမလုံးရင်မဖြစ်ဘူးဆိုတဲ့ဥစ္စာထောက်ခံချက်ပေးသေးဘူးလားအလုံးမလုံးရင်မဖြစ်ဘူးဆိုတဲ့ထောက်ခံချက်ကိုမက္ခဗြဟ္မစရိယကျင့်မက္ခကဥပဒနာမဲ့လဲဆိုနိုင်တယ်လောကုတ္တရာမဲ့လဲဆိုဗြဟ္မစရိယဆိုတဲ့ဥစ္စာတွေမြတ်တော့ကျင့်မက္ခဗြဟ္မစရိယကျင့်ကိုဆိုပါတယ်မက္ခဗြဟ္မစရိယကျင့်ကိုကျင့်မှသာလျှင်ဒကာဓမ္မတို့လူလိမ္မာဖြစ်ပါလိမ့်မယ်မက္ခဗြဟ္မစရိယကျင့်မှဒကာကျော်ကမကျင့်ဒကာသကမကျင့်ဒကာအုံတို့ကမကျင့်ဘူးဆိုရင်ဖြင့်လူမိုက်အစရယ်လူမိုက်အဆုံးရယ်အလယ်မှာလည်းလူမိုက်ဖြစ်နေတာလေဒါပဲရှိတော့တယ်ဆိုတာသေသေးချာချာဘုရားဟောတာပဲအဲ့ဒါနိဒာနဝက်ကတန်ရုပ်ပါဠိတော်ဘာလပဏိတသုတ်ဆိုပြီးသေချာဟောတာသဘောကျဒါဖြင့်ဒကာဓမ္မတို့ Blessings upon you. တော်ရေးကြည့်နေပါဘောလားဆိုတာ May peace be with you. တရားကိုနာစီခြင်းလို့ဆွဲပြီးတော့လည်းပြောတာမဟုတ်ဘူးတသံတရားလုံးမိုက်ကြောင်းကိုလည်းယခုဥပအောင်လို့သိသွားပြီမသိသေးဘူးလားအခုလည်းဒီလုံးမလုပ်သေးလို့ရှိရင်ဖြင့်လူမိုက်တို့လာပုံနဲ့လူမိုက်တို့ပြစ္ဆုတ်ပံမှာနေပုံနဲ့လူမိုက်တို့သေပြီးဒီကလာဒုက္ခဖြစ်ကြောင်းပွေ့ပိုက်သွားတာနဲ့အတူတူပဲနေတယ်မနေပဲဘူးလားခိုင်းဒါဖြင့်ဘုရားသခင်ကိုရမေကြီးကယန္တေက Count them well. ရှင်ဘုရားပဲဖြေပါအရှင်ဘုရားပဲကုသရအတ္တရှိပါတယ်ကတ္တဗဘုရားလက်ထက်ကလေးကကွဲလာတာအရှင်ဘုရားပြောမှပဲလူမိုက်နဲ့လူလိမ္မာအကြောင်းတပည့်တော်ကောင်းကောင်းရှင်းရပါတော့မယ် May you be well and happy.
Sadhu, sadhu. လူမိုက်သတ်သိမ်းတယ်ဒုက္ခခန္ဓာကသမုဒယဟောတိဒုက္ခဖြစ်ကြောင်းတွေယူ What did ပြီး it သွား teach ပြီ them, Grandpa? The secrets of the stars Well, are so behind yeah. here, grandfather. Fresh herbs for you. မဂ္ဂဗျမစရိယကျင့်တဲ့ပုဂ္ဂိုလ်ကြတယ်ဒုက္ခနိရောဓဟောတိဒုက္ခခန္ဓာသာနိရောဓဟောတိဒုက္ခခန္ဓာသာဒုက္ခဆိုကြီးကိုနိရောဓချုပ်ပြီးဒီကလာသွားပါဒုက္ခနိရောဓတိနိဗ္ဗာန် Om Mani Padme Hum. Nibbana मेराရောက် समय သွား आ गया है. ဒီကြမဂ္ဂဗျမစရိယထွန်းလိုက်တာဘယ်လောက်ရေးကြည့် कैसा समय है हम साथ ဟောကြကောင်းပြီဒါဖြင့်ဒါကတစ်နံပါတ်ဖြေတော့ဖြင့်ကျင့်မုံကျင့်ပြီးမပြောရသေးပါဘူးဒီကကြွယ်ရ I am weary, my child. ဩထူးခြားတာတွေသိအောင်လေးဘုရားပြောတာ Venerable, how do I ထူး find ခြားလား peace? Let go of desires. I လူ will မိုက်ကဘာမ practice. ကျင့်ပါလဲ Like this? ဝေဒနာနောက်ကတည်းပြီးတော့ Thank you. ကြည့်လေပြိဿသမုပ္ပါဒဝေဒနာနောက်ကနေမက်ကငါးပါးပေါ်သဘောပါလူတွေမှာကတော့ဝေဒနာနောက်ကနေပြီး May ပါ you ပေါ် find peace. မက်ကဗျမစရိယဟုတ်လားမဲလည်းဖြစ်တယ် I am မြတ်သောကျင့် humbled ကို by ကျင့်တဲ့ your presence. ဖြစ်ပြရှုတဲ့အလုပ်ပါ Peace ကွာ be with you, brother. သဘောကျအဲ့ဒါကြောင့်သူ့နောက်ဒုက္ခ strength is ချုပ်ပြီးတဲ့ကာလ We are here သတ် for သိမ်း you. Venerable sir, do not be လူမိုက် afraid. ကတော့ဒုက္ခ All ဖြစ်ကြောင်း conditioned တွေကို things are ပွေ့ပိုက်ပြီး impermanent. တဲ့ This ကာ is လ the nature of life. တန်တရား Let go of ကူး all လေ attachments and find peace. ကုခလေရ The တ path န် to တရားကြီး liberation လေ is through လေရဲ့ wisdom and compassion. ဓမ္မတစ်ပါးဆိုရရှိသေးရဲ့ Fleeting dream. ဩ Release your ဒါဖြင့် attachments. You are တော် at တော့ peace အရေး after မဟုတ်ပါလား beginning. We will let တော် go. တော့အရေးမဟုတ်ပါလားဆိုတာတခါတည်းတော့ပေါ်ပြီတခါကျွတ်ပေါ်လားကြည့်ဘုရားသောရဏရာကိုကြည့်ပါဦးဒကာဓမ္မတို့ခင်ဗျားတို့က My အား time လုံး has ပဲ come. ဒီ Do not ဘ grieve. ယ်သူကပြန်တော်လိုက် Father, တာ please don't leave us. ဘယ်သူက His ဇေ soul ဝ is က at ပြန် peace. တော်လိုက်တာ Let him go. ဒီနေ့ I will honor you, Father. Be ဘယ် strong. သူမှ my မ lord. တော်သေးဘူး Om Shanti Shanti Shanti. ဘယ်သူမှမတော်သေးဘူးဒီခန္ဓာကြီးရှိနေတဲ့နောက်ကမိုက်ခဲ့တဲ့လူကြီးပဲ Let his spirit ascend. ဘယ်သူတော်ပြီလို့ဆိုလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီပြိဿသမုပ္ပါကြီးက Rest ရှိ now, နေသေးတယ် you are at peace. ။ပြိဿသမုပ္ပါဒုက္ခသစ္စာကြီးသိနိုင်ကြ Rest now, Father. ။မသိနိုင်သေးတော့ဘုရားဘုရုကိုတခါတည်းအရသဘောနဲ့မြောက်ပြီးမ May နေ you ပါနဲ့ find peace ဘု in ရား the ဘု next ရုကိုအရ life. သဘောနဲ့မြောက်ပြီးတခါလာမနေပါနဲ့။မက္ကဗျမစရိယကျင့်လို့ဘုန်းကြီးပြောတဲ့ Father, please don't ဒုက္ခ leave us. ဆုံးနေ His မြင် soul တဲ့ is at ပုဂ္ဂိုလ် peace. မှသာ Let him go. အေး I တော့ will honor you, Father. Be လူ strong. တွေ my မှာ lord. ဖြစ်သွားပြီ Om Shanti Shanti ရှင်း Shanti. မလား။နမောရလူတွေမှာဖြစ်เสียအကြောင်းကိုပါရလား။ဒါဖြင့်တန်တရားမှာစကြိုရဲမန္တတ်တွေဘာတွေဖြစ်တာ Anathapinika story teaches us လူ the တွေမှာ virtue ဖြစ် of ခဲ့ဘူးလား giving. He gave generously without expecting anything in return. ကဲတခါကျပေါ်ပြီဗျ။ဥပအောင်ပေါ်သေးဘူးလား။နည်းနည်းမှမဖြစ်ခဲ့ဘူးဆိုတော့သိကြတယ်။ Dear တကယ် brothers and ကျင့်မှု sisters, လို့ the ရှိရင် path ဒု to က္ခတွေချုပ် enlightenment လို့ is အခုခန္ found ဓာ in ကြီး this ပေါ်ပါဦးမ moment. လား Let go of အဲ့ attachments ဒီတဲ့ and find သ peace. တန်တရားလုံးတို့ဒီကားလို့ရှင်ဖြင့်ဘာရညာတွေတော့မပြောတတ်ဘူးလူမိုက်ကတော့သိကြတယ်လူပြင်းနေပြင်းမှာပဲချင်းချင်းခံစားအဲ့ဒါတော့ခံစားမှုတဲ့ဆိုတာတော့မငြင်းပါဘူး Footprints fade. တို့တော့လူလိမ္မာဖြစ်နေလားလို့မေးလူမိုက်ဖြစ်နေပဲတခါကျွေဖြေထုတ်ရမယ်အဲဒီဘဝမှာလည်းဒကာဓမ္မတွေကမက္ကဗျမစရိယကျင့်ဆိုတဲ့အလုတ်ကိုမလုတ်သေးသေးကာလပတ်လုံးလုတ်ပြန်လဲအထမြောက်အောင်အထမြောက်မှုကိုမယူနိုင်သေးသေးကာလပတ် May your journey be သိ peaceful. သေးပါဘယ်လိုဆုံးရဲ့ May you find Da bien. peace in the next life. တတန်တရားလုံးခုနကရန်တွေလျှောက်တယ်ကတ်တော်ဘုရားလက်ထက်ကတည်းကဗျာတဲ့လူလုံးမင်းနဲ့လူလိမ္မာအထူး We ကို are here. မင်းတို့သိကြရလားဆိုတော့ဒါတွေအထူးဝေယဝေးလို့ဒီတရားတွေကိုကုံကွဲနေပါလေဗျာမသိပါဘူး It helps. Good. အခုရှင်ဘုရားလက်ထဲမှာပြောမှဟောမှသိရမယ်ပုံကိုယ်တွေဖြစ်ပါတယ်ဗျာဆိုတော့ဒကာဓမ္မတို့မြေကြီးဒီဇနာတက်တဲ့ဘုရားတရားမှာဖြတ်မြတ်ကြီး I am at အဲ့ဒီ peace. မှာကွဲလာခဲ့တယ်ဆိုတာမသိကြဘူးလားအခုပြန်ပေါ်တဲ့အချိန်လေးမှာ I အ am မိရ ready. ယူလိုက်ဖို့ We အ are ရေး with ကြီး you. Thank မ you. ကြည့်ဘူးလားမြေကြီးဒီဇနာတက်တယ်ဆိုတာခမည်းတော်အယိုးတွေအသားတွေကျွတ်တို့အယိုးတွေအသားတွေကမြေကြီးဒီဇနာဖြတ်မြတ်ကြီးတက်ရပါဗျာတပည့်ကြဒီဇနာဆိုတာ73မိုင်ခွဲရှိတယ်လို့မှတ်ထားရှင် Guide us. Indeed. ဒါအားလုံးတစ်ကမ္ဘာလုံးမှာ73မိုင်ခွဲဖြတ်မြတ်ကြီးတက်ရမယ်ဆိုတော့ဘုရားတဆူဆူရတော်ခဲရမှာကလားဆိုတာပေါ်လာဒါလူမိုက်တွေလို့ Thank you. ညီကြီးဩဇာတွေပွားလာတယ်ဆိုတာကိုညှင်းဖို့လိုသေးလား Thank you. ခိုင်းဒါဖြင့်ဒကာဓမ္မတို့ Be သိညာ strong. ဆိုတော့ဆိုတော့ဥစ္စာ I miss him. လူမိုက်ဖြစ်ပြန်တပည့်တော့သိမ့်ပါတော့မယ်ဆိုရုံနဲ့မပြီးသေးဘူးမက်ကဗျမစရိယကျင့်ပါတော့မယ်ဆိုမှဒီအကြသဘောကျလားအဲ့ဒါကြောင့်ယခုချိန်မှာဒကာကျွယ်တို့ဒကာတစ်တို့ပါအောင်တို့ဘုန်းကြီးက
ယင်းနိနေနဲ့ပဲသတိပေးလိုက်ပါလေပြုံးချိန်မဟုတ်သေးဘူးနော်ပြောလိုက်မပြောလိုက်ပြုံးချိန်မဟုတ်သေးပါဘူးဆိုတာကိုကောင်းကောင်းပဲသတိပေးလိုက်ပါလေဘာကြောင့်တော့မေဃဗြဟ္မစရိယအကျင့်ကိုတော့ကျင့်ကြပါပြီအကျင့်လမ်းဆုံးမလားလို့ဆိုတော့အိုးဒုက္ခခန္ဓာကနိရောဓဟောတိဆိုတဲ့ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကြီးတပည့်တော်မမြင်သေးဘူးဗျမမြင်သေးရင်မက်ကဗြဟ္မစရိယကျင့်မပြည့်စုံသေးဘူးကွာဒါကြောင့်မပြုံးနေအောင်ဟိဒုက္ခသမုဒယဟောတိပဲလှည့်လေဦးမယ် permanent. မစွန်နိုင်ဘူးလား This is their nature. အဲ့တော့အေးကြီးနေတဲ့အချိန်မှာအေးကြီးတယ်လို့တခါကျတော့တခါတစ်တုကမှတ်ကြရမှာဩဒီဥစ္စာ blessed ခင်ဗျား one, တို့ your မေဖေးက light လည်းဒီ fills အိဗေ my ပြောပြ heart. မှာမဟုတ်ဘူး I am forever ပြော grateful. ဖို့ရလဲသူတို့မှာဝိနည်း Enlightened ပ one, ညာကလည်း your wisdom guides me. အမှန်တန် The ခဲရ path မှာ is လေ within me. အဲ့ဒါကြောင့်တရားဓမ္မ I will follow. တို့ဒါ Life is ရိုးရ impermanent. နဲ့ချိန်ကုန် Do not ပြီး be ဒီကလာ consumed သေ by ပြောပေါ့ sorrow. နေပြောပေါ့ Find ဆိုတဲ့ strength ကုန် in the ဖြုတ်ပြီးဒီကလာမက်ကဗြဟ္မစရိယကျင့်မှမကျင့်သေးလို့ရှိရင်ဘာတွေလုံးနေလူမိုက်စမသိသေးဘူးဆိုတာဘုရားတောင်းခံလိုက် I never thought it would end ဘောကြ like this. မက်ကဗြဟ္မစရိယကျင့်မကျင့်သေးရင် I see your လူ pain. မိုက်ကမကျင့်သေးတာမသိသေးတာ You are ဒုက္ခ not ခန္ဓာသာသမုဒယဟောတိဒု I က္ခ cry ဖြစ် because ကြောင်း I have ကို never မ heard င်းတို့ such ရွတ်ဆောင် profound နေ dharma သေးလို့ before. ပဲ Peace and Atapindika. ဆိုတဲ့အိဗေကကောင်းကောင်းရှင်းမရှင်းဘူးလားဒုက္ခခန္ဓာသာဒုက္ခအစုဤသမုဒယဖြစ်ကြောင်းဒီဟောတိပြီဆိုတော့ Anikavata sankhara. ဒုက္ခအစုကြီးမင်းတို့ဖြစ်ကြောင်းရှိသေးတယ်ဆိုတဲ့ဖြင့်ကျွတ်တို့ဘယ်တော့ချမ်းသာဘူးမချမ်းသာဘူးအပေဒုက္ခလည်းကိုယ်ပိုင်ပစ္စည်းမိုက်တာပေါ့ဒိဋ္ဌဒုက္ခတွေရောငရဲဒုက္ခတွေရောကိုယ်ပိုင်ပစ္စည်းမိုက်လူပြေဖာမှန်သေးဖို့ရတယ်ကောနတ်ပြေဖာမှန်သေးဖို့ရတယ်ဒါပဲအဲ့ဒါတွေဒုက္ခသစ္စာတွေကြီးပဲကိုယ်ပိုင်ပစ္စည်းလုပ်ပြီးဒီကလာခင်ဗျားတို့တခါတည်းနေကြရအောင်တော့မယ်ဆိုလို့ရှိရင်ဘာအောင်လို့ဘယ်မှာပြုံးเสียအချက်ရှိသေးဒါဖြင့်ပြုံးခြင်းရင်ဘာလုပ်ရမယ်ဆိုတာဖြင့်ယနေ့လောလောကြီးပေါ်လာတယ်ဘာကျင့်ရမလဲမက္ခဗြဟ္မစရိယကျင့်ရမယ်မက္ခဗြဟ္မစရိယကျင့်ရမယ်လို့ပြောရုံနဲ့လည်းမပြီးသေးဘူးမက္ခဗြဟ္မစရိယကျင့်တော့မှကြံလို့ရှိရင်ဖြင့်အတိတ်ဘဝခြံလာပြီးပြစ္ဆုတ်ပံဘဝရှင်းနာမှာဘယ်နှခုရှိတယ်ဆိုတော့ကြည်လိုက်ကြည့်လိုက်တော့ဝိညာဉ်နာယုသရယနာဖတ်တာဝေဒနာဘယ်နှခုရှိအဲ့ဒီ၅ခုတစ်ခုခုကျင့်ရတယ်ဒီ၅ခုတို့ဒီ၅ခုကခန္ဓာ၅ပါးဆိုလဲဟုတ်တာပရိစ္ဆေသမုပ္ပါပြစ္ဆုတ်ပံပရိစ္ဆေသမုပ္ပါဆိုရင်အဲ့ဒါဟုတ်နေသောကြောင့်ဒီ၅ခုကိုခမည်းတော်ဒီအမြဲတမ်းဖြစ်မှုပြတ်မှုကိုဒီထဲကကြက်ရ၅ခုတစ်ခုခုကိုဖြင့်ဖြစ်မှုပြတ်မှုရှုရတယ်မရှုလို့ရှိရင်မက္ခဗြဟ္မစရိယအကျင့်ဟာပေါ်လာလိမ့်မှာမဟုတ်ဘူးမပေါ်လာတော့မက္ခဗြဟ္မစရိယအကျင့်မဟုတ်တော့ဘူးဒါတမန်ဘက်ကစရိယအကျင့်မဟုတ်တော့မိစ္ဆာမက်ကစရိယအကျင့်ကပေါ်လာလိမ့်ပေါ်လာတော့မယုံရင်ကြည့်ပါတော့တဲ့လူမိုက်မှာမကျင့်တာသင်ရှားအောင်ပြောလိုက်တော့ဒကာဓမ္မတို့ဒုက္ခဒုက္ခဝေဒနာမပေါ်ဘူးလားဝေဒနာဖြစ်เสียဟောသူ့မက်ကပြမစရိယမလာဘူးတဏှာဖြစ်เสียဥပါဒံမဲ့လာပြန်တယ်ဥပါဒနာဖြစ်เสียကာမဘဝဖြစ်เสียဟောဇာတိဖြစ်เสียဒုက္ခခန္ဓာသာကြောင့်မတော်ဘူးလားကဲမက်ကပြမစရိယဈာညတ်သေးရလားမက်ကပြမစရိယဈာမညတ်တော့ဘူးညတ်သေးရလားခိုင်းတရားဓမ္မတို့ဝေဒနာနောက်ကနေပြီးတဏှာလဲပါတဏှာဥပါဒံကံဇာတိဇရာမရဏဒုက္ခခန္ဓာသတဏှာဥပါဒံဘဝတဏှာဥပါဒံကံဇာတိဇရာမရဏဒုက္ခခန္ဓာသကဲတခါကျဒီလှဲ့သွားညွတ်ကြည့်ပါဝေဒနာဖြစ်เสียပါတော့တဏှာဖြစ်เสียဥပါဒနာဖြစ်เสียကာမဘဝဖြစ်เสียဇာတိဖြစ်เสียဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာသသမုဒယဟောတိဟောလူမိုက်လန်းစဉ်လူမိုက်လန်းစဉ်ပေါ်ကြသိကြပါလားကဲမက္ခဗြဟ္မစရိယကျင့်ပါသေးကဲဒါဖြင့်ဩဟိုဘက်ကလူမိုက်လန်းစဉ်ဆိုတာသိသွားတော့ဒကာဓမ္မတွေကအခုဝေဒနာနောက်ကနေပြီးကာလဆရာဘုန်းကြီးကရှေ့နားမှာဘယ်နှသူ့ရှေ့မှာပြစ္ဆုတ်ပံဘဝဘယ်နှခုရှိတဲ့အဲ့ဒီ၅ခုကိုဝိညာဉ်ဆိုတဲ့စိတ်တ ानु ပဒနာကျင့်စိတ်တ ानु ပဒနာရှုနာယုတ်ဆိုတဲ့ယူပရုပ်ကိုရှုကျင်လို့ရှိရင်ကာ ानु ပဒနာရှုနာရှုကျင်လို့ရှိရင်ခဏဝေဒနာတို့သင်ညာတို့ရှုတာပေါ့ဗျာဖတ်တာရှုကျင်လည်းရှုတာပေါ့ဗျာသဘောကျလားသ
သလယနာဆိုတော့သကုသောတခန္ဓာ7ပါးကာယမနတွေလည်းရှုမယ်ဆိုမရှုနိုင်ဘူးလားဖသရှုမယ်ဆိုရင်ကောဝေဒနာ3မျိုးရှုမယ်ဆိုရင်မက္ခဗြဟ္မစရိယကရှင်နာက5ခုရှိတာကိုခင်ဗျားတို့ကြိုက်ရတခုရှုတတိပ္ပံ4ပါးတွေကတဘာဝဖြစ်ရသဘောကျအဲ့ဒီကဲဆိုရှုလိုက်တဲ့အခါကျတော့ဒါဘုရုခန္ဓာတော်လို့မေးဖို့မလိုဘူးတရားနာနေတဲ့ပုဂ္ဂိုလ်ဤခန္ဓာပရိစ္ဆသမုပ္ပါဘုရုပရိစ္ဆသမုပ္ပါပါလိမ့်တရားနာနေတဲ့ပုဂ္ဂိုလ်ဤခန္ဓာပရိစ္ဆသမုပ္ပါဆိုတော့ကိုယ်ခန္ဓာအကြောင်းကိုသိအောင်ဖြင့်မေဃဗြဟ္မစရိယနဲ့ကြည့်မှာပဲရှင်းမှာပဲသိမှာပဲဒီတိုင်းစားကတောက်ကပရိလေးသမညစိတ်ဟုတ်လားတတ်နိုင်လို့လှူတန်းပြီးဒီကလာနေကြရုံနဲ့လေကိုယ်ခန္ဓာဤအနိစ္စဒုက္ခအနတ္တလက္ခဏာဝါဒုက္ခသစ္စာဝါပရိစ္ဆသမုပ္ပါကြီးဒုက္ခဖြစ်ဒုက္ခဖြစ်တာကိုခင်ဗျားတို့မြင်ဖို့အတော်ကွာဝေးမကွာဝေးဘူးလားအဲ့ဒါကွာဝေးတာသိလိုက်တဲ့အခါကျတော့မှမေဃဗြဟ္မစရိယကလည်းဘယ်နေရာကကျင့်ရမယ်ဆိုတာယနေ့ပေါ်လာဘယ်နေရာကျင့်ရမလဲဝေဒနာနောက်ကကျင့်ရမယ်ရှင်နာမှာကျင့်စရာဘယ်နှမျိုးရှိ5မျိုးကြက်ရကျင့်သဘောကျအဲ့ဒီတော့ဒကာဓမ္မတို့မေဃဗြဟ္မစရိယကျင့်မှနိဗ္ဗာန်ရောက်မယ်လို့သိုံနဲ့လည်းမပြေးသေးဘူးသူရှင်နာက5မျိုးတစ်ခုခုဝိပဿနာရှုမှမေဃဗြဟ္မစရိယအကျင့်ဖြစ်မှာနမယင်ဖြစ်เสียပြင်သေးရလားအဲ့ဒါတွေသေသေးချာချာသိတော့မှရံဖြစ်အိဋ္ဌလုံနေတယ်မဖြစ်သေးပါဝိညာဉ်ဆိုတော့ခင်ဗျားတို့စိတ်မဟုတ်လားဒီစိတ်ကိုဘာလို့ကဖြစ်ဖြစ်နာရုပ်တဲ့ခင်ဗျားတို့သဏ္ဍာန်မှာရုပ်တွေကောမရှိဘူးလားပရိယာဘောတေဇောဝါယောစရရုပ်တွေလည်းဘုရားခင်ကိုရမကြီးကလည်းသတိပဋ္ဌာန်ပါဠိတော်ဟောခဲ့တယ်ဓာတ်၄ပါးကိုလည်းဖြစ်ဖြစ်ရှုရမယ်သမုဒိယဝေယနဲ့ရှုกว่าမလားဘူးလားဟိုနာမကနေရှုမယ်ဆိုလဲဝေဒနာတွေသင်ညာတွေကဖြစ်ဖြစ်မရှုနိုင်ဘူးနာယုတ်သလယနာဆိုတော့သကုသောတခန္ဓာ7ပါးကာယတွေကောဖသဆိုတာသကုတံဘာသာဖသကောမရှုနိုင်ဘူးဖသဖြစ်เสียဝေဒနာ3မျိုးလာလို့ရှိရင်ကောအဲ့ဒါတွေကရှုလို့ရှိရင်ဖြင့်ရှုတာဒီမေဃဗြဟ္မစရိယရှုစရာ5မျိုးတစ်ခုခုဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့မေဃဗြဟ္မစရိယနဲ့ရှုပါရှုစရာက5မျိုးသဘောကျရှုတာကမေဃဗြဟ္မစရိယဒီလိုဆိုတော့မက်ကနေပြီးဒီကာလဒကာဓမ္မတို့သိတဲ့အတိုင်းတဲ့မဲ့ဆိုတာဒီရှေ့ပိုင်းကဒုက္ခသစ္စာကိုမြင်တယ်နောက်ပိုင်းကဒုက္ခကိုချုပ်စီရှေ့ပိုင်းကဒုက္ခသစ္စာကိုနောက်ပိုင်းကသမုဒိယကိုဖြတ်တယ်သမုဒိယကိုဖြတ်တယ်မဟုတ်လားမသေးကြဘူးလားသမုဒိယဖြတ်တယ်မဖြတ်တယ်ဆိုတော့လူမိုက်မှာကြည့်လိုက်လူမိုက်ကြည့်လိုက်တော့မှရှင်းသွားလူမိုက်နောက်ကတော့ဝေဒနာနောက်ကဘာလိုက်လာတဏှာလိုက်လာတော့ဝေဒနာနောက်ကတဏှာလိုက်တယ်လူလိမ္မာကဝေဒနာနောက်ကမေဃဗြဟ္မစရိယမေခင်လိုက်တော့ဒီတဏှာလူလိမ္မာနောက်မှာသေးတယ်ဆိုတော့ပေါ်သွားမပေါ်ဘူးလားတဏှာတွေတော့ဥပါဒံကံတွေရောဒုက္ခသမုဒိယတွေရောချုပ်တယ်ဆိုတဲ့ပြန်လူလိမ္မာနဲ့လူမိုက်တွေလာပုံတူညာတော့လေသွားပုံမတူပါလားဆိုတာပေါ်လာမပေါ်လာဘူးလားဒါဖြင့်ဒကာဓမ္မတို့လူမိုက်နဲ့လူလိမ္မာဘာထူးတုံးဆိုတာကထူးကြပါလားလူလိမ္မာကဝေဒနာနောက်ကနေပြီးဘာပေါ်တော့မေဃဗြဟ္မစရိယပေါ်တယ်ခင်ဗျားတို့ရှုတယ်မဲ့ပေါ်တယ်လူမိုက်ကဝေဒနာနောက်ကဘာပေါ်လဲတဏှာဥပါဒံကံပေါ်တယ်သဘောကျလူလိမ္မာကဝေဒနာနောက်ကဘာပေါ်လဲကဲတခါတည်းထူးနေပြီဗျာခင်ဗျားတို့ဘာမှသံရရှိမနေနဲ့ဒီပြိဿသမုပ္ပါကိုမြင်မြန်နဲ့ပဲတခါအောင်တို့တခါကျွဲတို့ထူးပြီဗျာမထူးသေးဘူးလားထူးပြီဆိုတဲ့ဥစ္စာကိုခင်ဗျားတို့လည်းအမြင်အပြင်လည်းတောင်းခံနိုင်ပါလေဟုတ်လဲဟုတ်ပါတယ်ဆိုတာကလည်းကြင့်မှရတော့မယ်ဆိုတာလည်းသိကြတော့ပါပြီမသိကြဘူးလားအဲ့ဒါကြောင့်ဆူတော်စကန်းတွေဒီချိတ်ထိုက်သမ်းပါဆိုတာဒါမြင်တဲ့ဖြင့်ဆူတော်စကန်းတွေချိတ်ထိုက်သမ်းပါဘိုးဘွားတူတူနဲ့ဒီဘက်နိဗ္ဗာန်ကြီးရပါလို့ဆိုလို့မေဃဗြဟ္မစရိယလည်းမပါဘူးရပါမလားသဘောပါဗလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့လေးလေးစားစားနဲ့ဆရာဘုန်းကြီးကလည်းပြောရှာတယ်မှန်လဲမှန်လိုက်တာလွန်လို့ပါလားဆိုနိုင်ရအဲ့ဒါကြောင့်ဘာရေးကြည့်တယ်ဆိုတာလူလိမ္မာဖြစ်ချင်ရင်ဘာရေးကြည့်တယ်ဆိုတာပေါ်လာဘာကျင့်ရမလဲ
ကောင်းပြီဒါဖြင့်လူလိမ္မာနဲ့လူမိုက်သည်လူလိမ္မာမှာဝေဒနာနောက်ကမက္ခဗြဟ္မစရိယပေါ်တယ်လူမိုက်မှာဝေဒနာနောက်ကတဏှာဥပါဒံကံပေါ်တယ်ထူးခြားဘူးလားကောင်းပြီလားသိကြပါလားတဏီပြောလိုက်ပါဦးမယ်တဲ့ဖခင်ကဒီဝတ္ထုမှာပဲနော်ဒီတော့မှာပဲဟေးတဲ့လူမိုက်နဲ့လူလိမ္မာမက္ခဗြဟ္မစရိယပေါ်တာတယ်မကသေးဘူးကွာလူမိုက်ကနောင်တဖန်ပြိဿတွေနေတယ်ကွာဆိုတော့တဏှာဥပါဒံကံဇာတိမလာဘူးလားဇာတိကပြိဿတွေမနေဘူးလားအဲ့ဒါဘုရုလာတာပါလေလူမိုက်မှလာတယ်ဝေဒနာနောက်ကတဏှာဥပါဒံကံဇာတိဇာတိဒုက္ခဆက်မလာဘူးလားလူလိမ္မာကတော့ဘိုးတဲ့ဒကာဓမ္မတို့သူတဲ့အတိုင်းဝေဒနာနောက်ကနေပြီးမက္ခဗြဟ္မစရိယကျင့်လိုက်မက္ခဗြဟ္မစရိယကျင့်တော့တဏှာဥပါဒံကံဇာတိမချုပ်ဘူးဒါပြန်လူမိုက်ကလူလိမ္မာကနောင်တပံပရိသေမနေဘူးကွာတပည့်ကြလူလိမ္မာကတော့ဖြင့်နောင်တပံပရိသေမနေဘူးလူမိုက်ကပရိသေဘာသစ္စာတော့လူမိုက်နဲ့လူလိမ္မာဒီလူလေးထူးသေးတယ်ကွာမေဃဗြဟ္မစရိယကျင့်မှုမကျင့်မှုထူးတာကတစ်မျိုးနောင်ပရိသေနေမှုမနေမှုရှိတာကတစ်မျိုးဆိုတာနှမျိုးမထူးဘူးလားကောင်းပြီဒါဘုရားသခင်ကိုရမကြီးကနိဒာနဘက်ကတန်ရုပ်ပါဠိတော်ဘာလပဏိတသုတ်မှာသေချာခွဲခြားဟောတယ်တကားကျွေအမှန်ဘုမတန်နေဘူးလားဒါကျင့်နည်းကိုမပြောရသေးဘူးသူတို့ရင်ထူးခြားဖို့